OK လေခင်ဗျားဘက်ကကျင်းနေပြီဆိုတော့ကြိုက်သေးပြောလိုက် ကြိတ်ရတော့မင်းခံမှန်းကြီးလေငါတို့နေထားလဲမင်းသိနေရတော့ပါပြငါသိမှန်းကြီးလေ9000ဟာပြဒီရုပ်က9000ရမလားကွာမင်းကလေ ဩခင်ဗျားလည်းမှားသွားလို့ဗျာ9ဘုံ9ဘုံ အစီပြေရရ OK ဒါနဲ့ကစိမ့်ပြော 520 ဟာအားမ ပက်လေထိုးရရတယ် ပေါ့ပါမလား ဩခင်ဗျားကိုဆဲကနန်းပေးနေတာမဟုတ်ဘူးဟိတ်လူက မောင်းလို့ကွာမောင်းလို့ ရက်ချင်းပေးနေတာ ငါးလပိုင်း20ရက်နေ့ โอเคမင်းစီကိုရောက်လာသေးရမင်းလည်းပတ်စံကိုဆင်းနေတော့တာ ဟဲ့နောက်ဘာလုံးနေနောက်ပြောနေတဲ့စကားလုံးနဲ့အကုန်လုံးတန်ဖိုင်တွင်းတာနော်နောက်မွေးစီကရောင်းနေရတာ ဩတိရဘယ်လိုမျိုးရေးစေးဝါရောင်းအောင်မလဲတတိုးသားရလာငားနေတာဟောမလဘိန်းတော့ အာဒီလဲချိုးပြီးပြီကွာဒီညတော့ငါကြားလားဖားလားနွားလားဆိုတော့ပြတော့မယ်ဟာအဘသူလဲကွာအာဒီချိန်ညမှာကွာဘယ်ကောအေးလာပြီခမရပဲခမရဘာလို့ခုမှလာလဲမနေ့ကကျွန်တော်မိငယ်ခမရဘာလို့မလာခမရကိုကျွန်တော်ငွေအပြည့်ချေထားရလေဗျာ ကိုကြီးလားဟိုဒေးနဲ့နိုင်နဲ့မှားသွားတာ ခမ ्या ကြောင့်မှဒေးနေနိုင်နေမှားရလို့ဗျာတော်သေးတော့ခမ ्या မလာတော့လေလမ်းထက်ကကယ်ရီသမားကိုကူညီတောင်းပြီးသတို့သားရန်လုတ်ခိုင်းလိုက်ရတယ်စလုံးမင်္ဂလာဆောင်ဝဲမပြတ်တာဗျာဒါနေပါဦးခမ ्या အခုချိန်ကဘာလာလို့တာ သူတို့သားရလာလောက်တာလေးကြီး အခုချိန်မှာဘာလို့သတို့သားရန်လာလို့တာလဲ လုတ်ပါကွာညီကိုလုတ်ပြရတယ်ကွာကိုသူတို့သားရလုတ်ပြတယ်ကိုကြီးကလေကိုကြီးလို့တန်ဖိုးထားနေကြီးလေမှာကိုကြီးလို့ကိုချစ်တယ်ညီကိုကြီးကြီးချက်ပတ်တယ်ညာကြီးထားတော့ကိုကြီးသူတို့သားရတော့ကိုတော့မှကြီး ဟာကိုရမနေ့ကပြီးသွားပြီလေဗျာအခုလုံးဝမှာကျွန်တော် ။ဒါကြရင်ရှင်ချိုးလို့မပြီးသေးဘူးလား။ကျမအိတ်ချင်နေပြီနော် ငါပြီးနေပြီနေ့လျာမပြီးသေးတာ ခင်ဗျပြန်ပါလို့ဗျာတော့ကျွန်တော်တောင်းမှတ်ပါမှန်ကြီးလေကိုကြီးတို့နေမထုတ်ပါနဲ့ညီလေးကိုကြီးကလေအသက်နဲ့လူတော့မဟုတ်အဆက်နဲ့လွတ်တာအဲ့တော့အဆက်နဲ့အသက်လဲလိုက်မှာမဟုတ်ကြီးကိုကြီးဒီရက်ခုံချလိုက်တာအေးလူလေး ကဲဟုတ်ပြီခင်ဗျအဲ့လောက်တော့ဖြစ်နေလာဗျာလာခင်ဗျဘေးကနေထိုင်ကြည့်နေလား ကြည့်မှာဟာကြီးကကိုကြီးကဂရီမမအေးရမှာ ဟာအေးရမှာဟုတ်တယ်ခင်ဗျဂရီမေးမှာအေးရမှာဗောဘာလဲခင်ဗျဂရီမောင်တက်ချင်လို့လား နဲ့ပတ်ချင်တာဝင်ကြီးရ အော်နေရမှာဗျာမိမဟုတ်ကဲ့ မိမရေချင်မိမရေမိမဒီစမ်းတော့ဘယ်ခေါ်နေရလဲကျွန်တော်ခေါ်နေတယ် သူတို့သားအရင်ဆိုတော့ခုံမလို့ မလို့သတို့သားဒီမှာခင်ဗျသတို့သားရန်လို့နေ ဟုတ်ဟုတ် မိမ တော့ရှိပြီ ဒီပါရင်အာဒီစပ်ပုံနေနေမိမအော်အဲ့ဒီဝိုင်းလုံးဒီဗျာသွားပြီဟိုမိမအိတ်ပါပြီ အဲ့လိုညီရဲ့မနဲ့နဲ့ဟုတ် ဘယ်ဦးနဲ့ပြန်လဲကျွန်တော်မှဒီညအတွက်လေတိုင်းရင်စီးပေါင်းဆိုတုံပြီးအားခဲတာကြားလားနွားလားဆိုတော့ပြမှာဒီနေ့ မောင်းတော့ခဲ့ပေါ့ညနေ အာသွားပြီခင်ဗျားကြောင့်ခင်ဗျားသတို့သားရလုံးချင်လို့ ငါကြောင့်လား အဲ့တော့ဗျာအခု ဟဲ့လူဘာဖြစ်လဲ ကျွန်တော်အခုပဲအားခဲလိုက်တော့မယ်ဗျာ တောင်းတာဝင်ကြီး ဟာ